စာတွေကိုအများကြီးဖိုက်သိတယ်ပါဇက်ဟာယဥမတိမြင်နေပါဏတ္တပြောတာအပွေးမြင်အပင်သိတယ်အသွေးမြင်အသွင်သိတယ်နော်ပုံတရံနဲ့အတွင်သရုပ်ခွဲခြားပြီးတော့ကြည်နိုင်တယ်ဆက်ဆက်ပြီးတော့သိနိုင်တယ်အဲ့ဒါတွေကဉာဏ်ပညာတွေပဲစာရီအများကြီးဖိုက်အဲ့ဒီလိုသိနိုင်ပါတယ်လူတွေကိုပြောချင်ပါတယ်မိမိကိုယ်ကိုမြင့်အောင်မြင့်ညာစမ်းပါစာတွေကိုအများကြီးဖတ်ကြစမ်းပါအရင်ကလည်းဖတ်နေပါလိမ့်မယ်အခုလည်းဆက်ပြီးတော့စားတဲ့တဘိုးတိုးပြီးတော့ဖတ်ကြပါနေ့စဉ်နဲ့အမျှမြင့်တဲ့မြင့်လာပါလိမ့်နောက်တစ်မျိုးကကိုမြင့်ခြင်းစာဖတ်ခြင်းနဲ့မြင့်တင်ပါစိတ်ကောင်းရှိခြင်းဖြင့်မြင့်တင်ပါမစ္စာရီဖတ်ရင်တော်မှာပေါ့စိတ်ကောင်းမရှိရင်တော်ပြီမဲ့လို့မမြင့်ပါဘူးတော်ပြီးတော့အကျင့်မကောင်းရင်အဲ့ဒီလူတွေကလောကအတွက်ကောင်းကျိုးမရှိအန္တရာယ်တောင်ပေးနိုင်ပါလေလူတိုင်းကိုပြောချင်ပါတယ်စိတ်ကောင်းရှိပါကိုယ်တူချင်းဘဝအတွက်လည်းစိတ်ကောင်းရှိရင်မြင့်မားပါလိမ့်မယ်လူတိုင်းကချစ်ခင်လိမ့်မယ်ယုံကြည်လိမ့်မယ်လေးစားလိမ့်မယ်အားကိုးလိမ့်မယ်အဲ့ဒီခါမှာမင်းဘာလို့အောင်မြင်လိမ့်မယ်ရောက်တဲ့နေရာမှာစိတ်ချမ်းသာလိမ့်မယ်ပျော်ရွှင်လိမ့်မယ်ကောင်းတဲ့စိတ်ကလေးထားချင်လောဘဒေါသမမာနမကြည့်သူများကိုကူညီပါစောင့်ရှောက်ပါလှူဒန်းပေးကမ်းပါစိတ်ကောင်းကလေးရှိလွယ်ကလေးပဲဆိုပါစို့ဒီနေရာမှာဝင်ပေါက်ကလေးတစ်ပေါက်ရှိတယ်ကိုကလည်းလာတယ်သူကလည်းဟိုဘက်ကလာတယ်သူကခြေလန်းတလန်းဥနေတယ်အဲ့ဒါကိုလှမ်းကြည့်ပြီးတော့ကိုကသူ့ရဲ့ဥအောင်တုတ်ချေတင်လိုက်တယ်ဟိုလူမြင်နေအဲ့တော့တဲ့သွားတိုးတဲ့ခါမှာဟိုလူကမကျင်တတ်တဲ့မျက်စိနဲ့ကြည့်ကိုကအတင်းစွတ်တိုးဝင်သွားတယ်ဒီနေ့ညနေပဲကျွန်တော်ဝိတိုရိယဆေးရုံကိုသွားကျွန်တော်ဆေးသွားဆေးရစစ်တဲ့ခါကျတော့ကျွန်တော်ကားကဆေးရုံအဝင်လမ်းကိုရောက်ကျွန်တော်တို့ကမိန်လမ်းပေါ်ကအဲ့ဒါကိုဝင်လိုက်တော့ရှင်းလေးပါပဲကားလည်းရှင်းလို့ဝင်တယ်ဟိုဘက်ကထွက်မလို့လုပ်တဲ့ကားကကျွန်တော်တို့ကားဖြတ်ကွေးမှာထွက်ချင်းအချိန်ပြင်းစွာမောင်းပြီးတော့ကျွန်တော်တို့ကားရဲ့နဘေးကိုဝင်တိုက်မဲ့ပုံမျိုးနဲ့ကိုမောင်းတာရက်ကျွန်တော်တပည့်ရက်ပေးလိုက်ပါတယ်ဩလူတွေစိတ်ထားလေညံ့လိုက်တာစိတ်မကောင်းပါဘူးသူ့စိတ်မကောင်းပါဘူး तू ကဥနေရင်လဲထားပါတော့ဥလည်းမဥရှင်းလို့ဖြတ်နေတဲ့ကားကိုအတင်းအရမလူကျွန်တော်တို့ကလည်းမခံကျင်စိတ်နဲ့လူတယ်ကွာဆိုတော့တိုက်မှာပါဘာဖြစ်လို့များလူတွေရဲ့စိတ်ဓာတ်တွေအဲ့လောက်ညံ့နေကြတာတို့အဲ့ဒီကောင်ကိုယ်ပိုင်ကားကောင်းစားကြီးစီးနေတာပဲချမ်းသာပါလိမ့်ဆင်းရဲတာမွဲတေတာစိတ်ဓာတ်ပဲကုန်တိုက်ကြီးတွေမှာဈေးဝယ်တယ်ငွေရှင်းကောင်တာမှာအလူရဲ့ဝင်တိုးတယ်ပေးလိုက်စမ်းပါ तू ကတဲလောက်ဖြစ်နေတယ် तू တင်ကိုတင်တိုးရင်ရတာတော့မှကိုကရက်ပြီးတော့ပေးလိုက်ပါသွားပါအဲ့လိုပေးလိုက်တာနဲ့အဲ့ဒီလူကလှည့်ကြည့်ပြီးတော့ပြုံးပြပါလိမ့်မယ်ဟောသူဦးစားပေးလိုက်တာကိုညတာပါပဲရဲ့ပြုံးလိုက်တစ်ဖက်သားပြုံးသွားတယ်ဆိုရင်ဘလောက်မြန်ကောင်းလိုက်တယ်လေဗျာဒါလေးကပတ်စံတပြားမှမကုန်မဲနဲ့ကြီးကျယ်သောကုသိုလ်တွေပါပဲအဲ့ဒီလိုစိတ်ထားမျိုးကိုကျင်သားကြရင်မင်းဘယ်နာသွားဆင်ပြေလိမ့်မယ်မြို့တစ်မြို့အဝင်မှာဈေးဆိုင်လေးတစ်ဆိုင်ရှိတယ်တဲ့ဈေးဆိုင်မှာလေးတယောက်ဈေးရောက်နေလူတယောက်ကအဲ့ဒီမြို့ကိုပြောင်းလာရဈေးဆိုင်ကလေးဝင်မေးမင်းကလေးရဲ့ဦးကဟိုဘက်မြို့တစ်မြို့ကနေဒီကိုပြောင်းလာဒီမြို့ကလူတွေကစိတ်ရင်းကောင်းကြရဲ့လားကွယ်